ဒီအိမ်ကတော့ project မှာအကြီးဆုံးအိမ်ဖြစ်ပြီးတော့330 square meter ရှိပါတယ်အိမ်ခန်း9ခန်းနဲ့ရေချိုးခန်း6ခန်းပါပြီးတော့ mirror တစ်ခန်းမှာပါပါသေးတယ်ဒီအိမ်မှာပါတဲ့ furniture တွေအကုန်လုံးက fully furnished ဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်အခုမိတ်ဆက်ပေးခဲ့တဲ့ချင်းမိုင် housing project လေးကိုတော်တော်လေးသဘောကျနေလောက်ပြီလို့ထင်ပါတယ်။အော်ဒါနဲ့ပြောဖို့တစ်ခုမိနေ။အိမ်ဒီအကုန်လုံးက fully furnished ဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုက်ပြပေးခဲ့တဲ့ပုံစံအတိုင်းလူချင်းမင်းတို့ရမှာနော်။ဈေးနှုန်းကလည်းအားလုံးမထင်ထားတဲ့ဈေးနှုန်းနဲ့ရမှာဆိုတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် Page Messenger မှာအသေးစိတ်ဆက်သွယ်ဆောင်စမ်းနိုင်ပါတယ်။အင်ချမ်းမြေအကြံမျိုးဝေဆောင်မှုကို Sky InnoHub မှာဖော်ရွေပြီးစိတ်ရှိတဲ့ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။ကဲဒါဆိုရင်တော့အခုပဲ Sky InnoHub.com မှာထိုင်းနိုင်ငံရဲ့အိမ်ချမ်းမြေတွေအကြောင်းကို24နာရီ9ရက်ပတ်လုံးဝင်ရောက်လေ့လာနိုင်ပါပြီနော်။